အောင်စပူကိုကြိုင်လွန်းလို့အသက်50ကျော်အတော်ကြီးများအိမ်ကယောက်ျားမသိအောင်တတူးထိုးမှုများပြားလောင်မြမသပင်လောကရဲ့ထိတ်တန်းဇမင်းသားကျော်အောင်စပူကိုအချစ်လွန်ပြီးတော့အိမ်ကယောက်ျားတွေမသိအောင်ခန္ဓာကိုယ်ပေါ်မှာတတူးတွေတွားထိုးနေကြတဲ့အသက်50ကျော်အရွယ်အမာခံအန်တီကြီးတွေများပြားလာပါတယ်အရင်ကဆိုရင်ကိုချစ်တဲ့အနုပညာရှင်ရဲ့ပုံရိပ်ကိုတတူးထိုးပြီးတော့အားပေးတယ်ဆိုတာလူငယ်တွေကြားထဲမှာခေတ်စားတဲ့အလေအထတစ်ခုပါဒါပေမဲ့အခုခါမှာတော့အောင်စပူကိုယူယူမှုမှုအားပေးကြတဲ့အန်တီကြီးတွေကအိမ်အောင်ဦးစီးတွေတီလို့စုမာကိုတောင်ဂယုမဆိုင်တော့ပဲကိုချစ်တဲ့အမင်းသားအတွက်ရဲရဲဝန်းဝန်းကိုအပြေးတိုင်းတတူးတွေထိုးလာကြတာကိုအိုးပဲမြင်တွေ့လာရပါတယ်အသက်အရွယ်တစ်ခုရလာပေမဲ့ကိုယ့်ရဲ့အသေးဆွဲအနုပညာရှင်အပေါ်အခုလိုရဲရဲဝန်းဝန်းနဲ့တက်ကြွစွာအားပေးတဲ့အန်တီကြီးတွေရဲ့လုပ်ရက်ကတော့တပင်လောကမှာတကယ်ကိုရှစ်ရှားပပနဲ့ချစ်စရာမြင်ကွင်းလေးတစ်ခုပဲဖြစ်ကြောင်းတင်ဆက်ပေးလိုက်ပါတယ်ရှင်ပရိသတ်တွေရောအောင်စပူပုံတတူးထိုးကြတဲ့အတော်ကြီးတွေများပြားလာတဲ့အပေါ်မှာမိမိတို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါအောင်နော်